ပညာရေးရှင်းရတာပြောစရာမရှိပါဘူး तू ကတရားဥတိုင်းနင်းတရာသားကျွန်တော်ကလင်းနေတာငငယ်လေးတဲ့ तू ကမီးထိုးရင်းနဲ့လူရှင်တော်ဖြစ်တာဒီလိုမီးထိုးရင်းနဲ့လူရှင်တော်တည5ကြကျွန်တော်မောင်မောကားဆွဲတာတည3ကြရတယ်နှစ်ယောက်ဒီလိုတငယ်ချင်းစိမ့်ပတိပေါ့ဗျာကိုဘောတီလာပါကိုဘောတီလာပါအကိုကြီးတို့တမျိုးတကယ်ဓမ္မငါတို့ဓမ္မရင်းကြည့်ရလေလူရှင်တော်နဲ့မင်းသမီးညာရုပ်ထုံးတာရှိရင်ဟာဒီပေါ်ကြီးကမင်္ဂလာဘဖြစ်သွားမယ်တဲ့မောင်မောနဲ့သူနဲ့သိရနော်ကိုကြီးသိတယ်ပေါ့တကယ်ပါအန္တရာယ်ဥချစ်ပေါ်ကြီးကဦးလေးကလူရှင်တော်လေအမလေးအကိုကြီးဓမ္မတော့စိတ်သုံးကြီးကမင်းသမီးအမလေးတကယ်ပါဒီမှာအမစိတ်ဝဲကြောင်ဝဲစိတ်ဝဲကြောင်ဝဲနော်ညလုံးတော်ကြီးပလဲတစ်လုံးရွက်တစ်လုံးသွားလေးတွေကြီးဝလာကပလဲလေးတိုင်းဟာကလေးလို့ဆမအလိုလိုအာကရုံးရကြာညိုကြံတန်းသိနေတာအသားရည်သားကိုကြီးရွှေစစ်ကဲ့သို့ဝင်းလို့ရိုးကွာရှင်ပရင်မျိုးမင်းနွယ်ဟုတ်ပြီနော်လူရှင်တော်နော်လူရှင်တော်ဦးဖြစ်ဖွယ်ဟုတ်ပြီဟောဒါတော့မင်းသမီးဘုမရောက်ပါနဲ့ညားတယ်အဲ့ဒါလို့ရှင်တာအဲ့ဒါကိုလူချင်းညားတယ်နော်ဟုတ်ပြီကျွန်တော်မောင်မောအပါတော့မင်းကလူရှင်တော်အကိုကြီးအကိုကြီးဘာတော့ဒီကြပါတော့မင်းကြီးငါမိမအကိုကြီးလေဘာကိုကြီးဒီမှာစိတ်မွေးကြောင်ဘာစိတ်မွေးကြောင်လေညလုံးပါကြည့်တစ်ဖက်ကတိမ်တစ်ဖက်ကဟောက်တော့ဘယ်နဲ့ကိန်းလဲဘယ်နဲ့ကွာရုံကြီးပလားကြောပါချီတဲ့ကြီးတိုင်းမှာဓမ္မဝလာဟာကဘာဝလာကဘယ်ဟာကလေးလို့စားဟာပုံစောနာကောဆရာမ